အချင်းချင်းရန်ဖြစ်ကြတော့အချုပ်ချတာလားလောက်တမတ်တန်မင်းရင်ထိတာမျိုးကိုရှိတာတက်ကထုတ်ပစ်လိုက်တာလားအဲ့ဒါပြောပြမနော်အဲ့ဒါကဘလောက်ထိဆိုးလဲပုံမူတည်တယ်ဘယ်လိုမျိုးရန်ဖြစ်တဲ့ပုံမူတည်တယ်ဘယ်အဆင့်ထိရောက်လဲပုံမူတည်တယ်လူတေလားအထီလားဘယ်လိုမျိုးလဲဆိုမူတည်တယ်နော်အဲ့တော့သူအဲ့ရန်ဖြစ်တဲ့ပုံမူတည်ပြီးမှအမှုဆွဲရတရားရုံးတက်ရတယ်စစ်ခုံရုံးတက်ရစစ်ခုံရုံးတက်လိုက်ချင်မှာအရာရှိအပူကြီးတစ်ဖက်မှာ15ယောက်အရာရှိတွေတစ်ဖက်မှာ15ယောက်အရှိမကcaptain ကြီးcaptain တတ်တယ်မှာအရာကြီးဆုံးအရာရှိအကြီးဆုံးပေါ့ captain တယောက်ပြီးရင်အမှရန်ဖြစ်လူတွေနဲ့ဒီစစ်တပ်ကရဲတွေနဲ့စစ်ခုံရုံးမှာအမျိုးစစ်ခုံရုံးရောက်လာရင်သူတို့ကကြည့်ရပါတော့ဘလူးမှုလဲဆိုတော့ကြည့်မှ okay ဘယ်သူမားလဲဘယ်သူမှန်းလဲပုံမှာကြည့်မှလာစာဖြတ်တာဥမာတိတိမမွားဆိုရင်တော့လာစာတလားစာဖြတ်ပြီးမှရထုတကြီးချไปokay ပြီးရင်နည်းနည်းကြီးမမဆိုရင်တော့သူကဒီလက်မှတ်ထိုးနော်နောက်တစ်ခါတိတိမမွားလေးလက်မှတ်ထိုးရတယ်ဒါပေမဲ့ကြီးမမွားဟာကျတော့ဟိုပါလဲလက်မှတ်ထိုးပြီးမှပါလဲအကျေချုပ်ပြောရအောင်အကျေချုပ်လိုက်တယ်ဆိုတော့တိတ်ပဲကအပြင်လည်းမသွားရဘူးကွာခင်ဗျာမပုံတင်နေတော့တင်လိုက်ဒါမျိုးမပုံတင်နေတော့တင်လိုက်အဲ့တော့အကျေချုပ်လိုက်တာအကျေချုပ်ပြီးမှမပုံတင်နေတင်လိုက်မှဒီကောင်ကိုထမင်းသွားစားရှင်လဲလူတယောက်မဲနဲ့သူ့ကိုခေါ်ရရတယ်ဟိုဘာလဲထမင်းသွားစားတာလွယ်လို့တခြားနေရာသူသွားခွင့်မရှိဘူးကွာသူအခွင့်အရေးဆုံးရှုံးသွားတာပေါ့အဓိကတော့ဘာမှလောက်တာတော့မရှိပါဘူးအဆောင်ထဲမှာချင်းအတူတူပဲအကောင်လုံးအဆောင်ထဲမှာနေရတယ်ပြီးရင်သူကတရက်ကိုရှက်ခါ9ခါ10ခါလောက်ဘာလဲဘယ်ပြောမလို့လက်မတထိုးရတယ်သူအမြဲတမ်းအဆောင်ထဲမှာရှိပါတယ်ဆိုတဲ့အကြောင်းပေါ့နော်သူဘာလဲအမြဲလက်မတထိုးခိုင်းဗျာတခါတနိုင်ချတခါလောက်တထိုးခိုင်းလိုက်ပြီဆိုရင်ဒီကဘယ်မတော်လို့မရဘယ်တော့ခဏီးဆိုလဲတနိုင်လောက်ဆိုသူပြန်လာမှလက်မထိုးရအောင်ဆိုသူတီးတော့ဘယ်မတော်လို့မရသူအဲ့ဒီမှာပဲအဲ့မျိုး3လလောက်လောက်ထားပေးအဲ့တော့ရန်ဖြစ်တဲ့ပုံမူတည်ဗျာဘယ်လိုမျိုးမှုလဲဆိုတာအမှုကြည့်တော့ထောင်ချမှာပေါ့အမျိုးပေါ့နော်အမှုသေးတဲ့ဟာဆိုတော့လစာဖြတ်မယ်အမှုသေးတာကအရန်ပို့ဆိုးတာခဏပဲနော်လူတွေကတရက်ဆိုရင်စစ်ခုံရောက်လိုက်လို့နဲတာမဟုတ်ဒီတိုင်းပဲသူကဟိုဘယ်လိုလစာဖြတ်တယ်ရထုချတယ်သူကခုံရုံးနှစ်ခုရှိရနော်ခုံရုံးနှစ်ခုရှိရဒီတေးမမွားတွေကသူကဒီစစ်တပ်ထဲကခုံရုံးနဲ့ပဲပြီးသွားတာနည်းကြီးမမဆိုရင်တော့တကယ်ခုံရုံးအကြီးမှသွားရခုံရုံးအကြီးမှသွားရတဲ့ခါမှာအရန်ဟိုတကယ်လို့ကိုမားလာအမှုပေါ်လာပြီဆိုရင်အချိန်ကျရင်လုံးဝပဲစစ်တပ်ထဲထွက်ရအမျိုးအတိကတော့ဘယ်လောက်ကြီးတဲ့ပုံမှုတည်